Levy Library ပါ Singapore မှာဆိုတော့ကိုရီ NUS က Central Library လိုမျိုးပေါ့ကျောင်းသွားလိုက်ပါမယ်ကျောင်းတကားတွေကိုဖွင့်ထားတာမသိဘူးဖွင့်မထားတော့အပြင်အမဲ့တော့ပုံရငါကလေးတန်ကြာနာတကယ်နေပြန်ရောက်နေသလိုပဲကနေဒါအမေရိကအင်္ဂလန်ဟိုရီကတကယ်မြို့ကြီးတဲ့မြို့ထဲအဆောက်အုံနေဟိုမဘန်စတိုဘာတို့ကလို့ရင်ကျန်တဲ့နေရာတွေကတကယ်နယ်လိုပဲစာလုံးနဲ့ဂျပန်က the best ပါဒီမဒီယာတွေကခဏလာလေဖို့ပဲကောင်းတယ်